ကျွန်တော်ကဘီလက်မီဂရုတင်းဟာကျွန်တော်တို့ရဲ့နောက်မှာရှိပါတယ်ကျွန်တော်တို့ရဲ့နောက်မှာခိုင်မာဆုံးယက်တီပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ကြောင့်ကျွန်တော်ကဘီလက်မီစက်ရုံရှိနေတဲ့များကာလပတ်လုံးကျွန်တော်တို့လည်းကျွန်တော်ကဘီလက်မီနဲ့တူယက်တီပါမယ်မင်္ဂလာပါရှင်ကျွန်တော်ကောင်ဘီလက်မီရဲ့ Growing Together အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာမလွယ်ကူလာပါဘူးအခက်အခဲတွေနဲ့စိန်ခေါ်မှုတွေကြားထဲကနေဇွဲလုံးလားနဲ့ရှစ်ဆက်ခဲ့ရတဲ့ခီးလန့်တွေကအမြဲရှိနေတတ်ကြပါတယ်ဒီနေ့ကတော့ကျွန်တော်ကောင်ဘီလက်မီနဲ့အတူလက်တွဲရင်တစင်ချင်းတိုးတက်အောင်မြင်လာခဲ့တဲ့မိဖက်လုပ်ငန်းရှင်တဦးရဲ့အောင်မြင်မှုလုပ်ငန်းအတွေ့အကြုံနဲ့အတူစိတ်ခွန်အားဖြစ်ဖွယ်အကြောင်းအရာတွေကိုမျှဝေပေးသားမှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါညီမဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့အခုရဲ့နာမည်နဲ့လုပ်ငန်းအကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်နာမည်ကတော့ကိုစင်မျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ဘောကပလာအိမ်ဆောက်ပစ္စည်းရဆိုရင်မန်လီတိုင်းမရဘူရဒေတာမြင့်ငယ်မျိုးမြေလောင်းကြီးရွာတွင်မှာရှိတဲ့ကိုမာတိုင်းပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ရှင်ဟောပါနောက်ပြီးတော့ဗောနော်ဒီအခုဒီလုပ်ငန်းကိုစတင်ပြီးလုပ်ကင်လာတာရောဘယ်နှစ်လောက်ရှိခဲ့လဲရှင်ဟုတ်ကဲ့ညီမကျွန်တော်ဒီလုပ်ငန်းကိုလုပ်ကင်ခဲ့တာတော့ဒီ2026ထဲဆိုရင်17နှစ်မြောက်ပြည့်ခဲ့ပြီပေါ့နော်အခုအနေနဲ့လုပ်ငန်းတိုးတက်လာဖို့အတွက်အဓိကအချက်ကဘာလို့ထင်ပါသလဲရှင်ဟုတ်ကဲ့ညီမလုပ်ငန်းတိုးတက်ဖို့အတွက်ကတော့ကျွန်တော်တို့ဝန်ဆောင်မှုနဲ့အကောင်းဆုံးပေါ့နော် customer တွေရဲ့ယုံကြည်မှုရအောင်ဈေးကွက်မှာဈေးမှန်ပစ္စည်းမှန်ပေါ့နော်ဒီလိုမျိုးဖြစ်အောင်တည်ဆောက်ရတာကျွန်တော်ထင်တော့အဲ့ဒါအဓိကလို့ထင်ပါတယ်ဗျဟုတ်ကဲ့ရှင်ဒါဆိုရင်ညီမတို့ကြက်နှကောင်ဘီလက်မြေနဲ့လက်တွဲလာတာရောဘယ်နှစ်လောက်ရှိခဲ့ပြီလဲရှင်ကြက်နှကောင်ဘီလက်မြေနဲ့လက်တွဲလာတာတော့မမရပြပါမယ်ဆိုရင်ကျွန်တော်တို့အိမ်အောင်ကြားတဲ့ခုနှစ်ပေါ့နော်ကျွန်တော်2015မှာအိမ်အောင်ကြားတယ်ပေါ့ကြက်နှကောင်ကုမ္ပဏီလည်းဒီ2015မှာတည်ထောင်နေလို့ကြားရတယ်ဗျဟုတ်ကျွန်တော်လည်းအိမ်အောင်ကြားပြီးတော့ဒီဘီလက်မြေလုပ်ငန်းစတင်လုပ်ကင်ခဲ့တာဆိုတော့ကျင်းတော်ကောင်နဲ့ကျွန်တော်နဲ့လက်တွဲလာခဲ့တဲ့ခုနှစ်ကအခုကျွန်တော်တို့ဒီ2026ထိဆို17နှစ်မြောက်ရှိပြီပေါ့နော်ဟုတ်ကဲ့ customer တွေဘက်ကရောပေါ့နော်ဒီကျန်တဲ့ကောင်ဘီလက်မြင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုတုံ့ပြန်ချက်တွေပေးကြလဲရှင်အားပေးမှုကဒါတုံ့ပြန်ချက်လို့ကျွန်တော်တို့ပြောလို့ရတယ်ဟိုကျန်တဲ့ကောင်ဘီလက်မြင်စရောင်းစဉ်ကာလတော့ပေါ့နော်ဟိုစတင်ခဲ့တာတရက်ကိုဟို10လုံးပေါ့နော်10လုံး15လုံးဒီလိုရောင်းအားနေပြီးတော့တဖြည်းဖြည်းတက်လာတယ်ပေါ့10ကနန်းနေရာကနန်းနေပြီးတော့ရာကနန်းနေခုလက်ရှိချိန်ထိတော့ကိုယ့်ရဲ့ဖြုံးကတလားဆိုရင်တောင်းကနန်းထိရောက်နေပြီပေါ့နော်အဲဒီလိုမျိုးအခုတောင်းကနန်းထိဖြုံးကရောက်အောင်အားပေးကြတဲ့ customer တွေကိုလည်းဒီနေရာနေပြီးတော့ထူကျေးဇူးတင်နေပေါ့နော်ဟုတ်ကဲ့နောက်ထပ်မေးချင်တာပေါ့နော်အခုဒီလုပ်ငန်းကိုစတင်ချိန်မှာအခက်အခဲတွေရှိခဲ့လားပေါ့အဲ့ဒီအခက်အခဲတွေကိုကြော်ဖြတ်ဖို့အတွက်ရောအခုဘလို့စိတ်မျိုးနဲ့ယက်တည်ခဲ့ရလဲပေါ့ဟုတ်ခက်ခဲဆိုတော့လုပ်ငန်းတိုင်းမှာတော့ရှိတယ်ပေါ့ညီမရဟုတ်ကဲ့ဟိုကိုတို့ဒီလုပ်ငန်းကိုဖြစ်မြောက်ဖို့အတွက်အများကြီးကြိုးစားခဲ့ရတယ်ပေါ့ဒီလုပ်ငန်းတွေဖြစ်မြောက်ဖို့ဆိုတာလည်းကိုယ်တိုင်ကြိုးစားခြင်းလေးရှိရမယ်ဒီဆိုင်ဖြစ်မြောက်ဖို့အတွက်ရှင်သန်ခြင်းလေးရှိရမယ်ကိုဒီစီးပွားရေးတွေဝင်ပြီဆိုရင်အမျိုးမျိုးကထိုးနှက်ကြတာကြီးပဲဟောဝေဖန်သုံးသက်ကြတယ်ပေါ့နော်ဒီပုံမှာဖြစ်လာမလားဖြစ်မလာဘူးလားဆိုတဲ့မိကုန်းတွေလည်းရှိတယ်ပေါ့ကိုကတော့ဘယ်လိုဖြစ်တဲ့လဲဆိုတော့ငါယောက်ျားတစ်ယောက်ပဲပေါ့နော်ငါလုံနိုင်ရမယ်ဖြစ်ရမယ်ဖြစ်ကိုဖြစ်ရမယ်ငါကြိုးစားမှုကရှေ့ရောက်ရမယ်ဆိုတဲ့ခံယူချက်နဲ့အခုလုပ်တယ်ဒီလက်မြေငါဘယ်လိုရောက်ရမလဲပေါ့ဒီဘီလက်မြေချထားတဲ့ဘီလက်မြေကိုငေါငါ customer တွေဘယ်လိုဆွဲဆောင်နေရောက်အောင်လဲဆိုတဲ့အတွေးမျိုးတွေနေပေါ့ဟိုတခါတည်းညအိတ်မပြောခဲ့တဲ့အရာတွေလည်းရှိတယ်ဒီမှာနော်ဟိုဘာလို့ဆိုအိတ်မပြောခဲ့ရဘာလို့ရှိဆိုဆိုင်ကလက်ရှိငကိုနေထားဒီနေထားမဟုတ်ဘူးလေဒီပစ္စည်းကိုအကိုတို့ဒီလိုဆိုင်ထဲမှာလုံးလုံးကျုံကျုံမထည့်နိုင်ဘူးအပြင်ဘက်မှာမိုးကခင်းပြီးတော့ထားပြီးတော့အကိုတို့တွေစောင့်ပြီးတော့အေးရတဲ့နေ့တွေလည်းရှိခဲ့တယ်ဟုတ်ကဲ့ရှင်ဟုတ်နောက်ဆုံးအနေနဲ့ပေါ့နော်ကြက်နှကောင်ဘီလက်မြေဆွဲနာမည်ကိုအခုစိတ်ထဲကနေခန်းစားချက်တစ်ခုတည်းနဲ့ဖော်ပြရမယ်ဆိုရင်ဘယ်လိုစကားလုံးနဲ့ဖော်ပြချင်ပါတယ်ရှင်ဟုတ်ကျွန်တော်ကြက်နှကောင်ကိုစိတ်ထဲကနေပြီးဖော်ပြမယ်ဆိုရင်ကျွန်တော်နဲ့ကြက်နှကောင်ဆိုတာကတော့လက်တွဲပေါ်ပေါ့နော်လက်တွဲပေါ်ဘယ်လောက်ထိလက်တွဲပေါ်လို့ပြောရလဲဆိုအောင်မြင်မှုတိုင်းတာတစ်ခုထိရောက်ထားသည်လို့မလို့အောင်မြင်မှုလက်တွဲပေါ်လို့ကျွန်တော်တင်သားလို့ရတဲ့အတွက်ကြက်နှကောင်ဘီလက်မြေဂရုတင်းဟာကျွန်တော်တို့ရဲ့နောက်မှာရှိပါတယ်ကျွန်တော်တို့ရဲ့နောက်မှာခိုင်မာဆုံးယက်တီပေးတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ကြောင့်ကျွန်တော်တို့တော့အောင်မြင်မှုလက်တွဲဖို့ဆိုတော့ပြောလို့ရပါတယ်ခင်ဗျဟုတ်ကျန်တဲ့ကောင်ဘီလက်မြေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကတော့ဒီကျန်တဲ့ကောင်ဘီလက်မြေနဲ့ပေါ့နော်ကျွန်တော်တို့ရေမမဟုတ်ကျွန်တော်တို့ရဲ့နောက်သားစဉ်ကြီးဆက်တွေထိဟိုသွားဖို့စီစဉ်ရှိတယ်ပေါ့ကျန်တဲ့ကောင်ဘီလက်မြေဆက်ရုံရှိနေတဲ့များကာလပတ်လုံးကျွန်တော်တို့လည်းကျန်တဲ့ကောင်ဘီလက်မြေနဲ့တူယက်တီပါမယ်ရှေ့ဆက်အောင်မြင်မှုတွေကိုပုံဖော်ပါမယ်ကျန်တဲ့ကောင်ဘီလက်မြေကိုဒီထက်ကြောင်းအားပူကောင်းကြိုးစားပါမယ်ပေါ့ဟုတ်ဟုတ်ကဲ့ရှင်အခုလိုမျိုးပေါ့နော်ညီမတို့ရဲ့မေးခွန်းလေးတွေကိုဖြေကြားပေးရတဲ့အတွက်ရောကြက်နှကောင်ဘီလက်မြေကိုအစဉ်တစိုက်သုံးဆွဲပေးရတဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ရှင်ကျွန်တော်အနေနဲ့လည်းကြက်နှကောင်မိသားစုကိုကျေးဇူးတင်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ရဲ့လိုအပ်ချက်တွေအားနည်းမှုတွေကိုနောက်ကနေအစဉ်တစိုက်အမြဲတမ်းဖြည့်ဆည်းပေးတဲ့ကြက်နှကောင်မိသားစုကိုလည်းကျေးဇူးတင်ပါတယ်ပေါ့အခုလိုမေးမြန်းပြီးတော့တကူတကလာပြီးတော့ကျွန်တော်တို့ရဲ့
ဒီလှုပ်ဆောင်မှုတွေခက်ခဲတွေကိုမြင်မြန်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့ကျွန်တော်အနေနဲ့လည်းကျန်းမာအောင်ပြီးလက်မြင်နဲ့ဒီထက်မကလူတောင်ကြိုးစားပါမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ခင်ဗျာဟုတ် ဟုတ်ကဲ့ကျေးဇူးများတင်ပါရှင်